吧，Bamiskat channel 呢比较叫做话嘞，မျိုးကဒီတစ်ခေါက်မှာ Vietnam မှာဘယ်လိုပေါ့အိမ်ချာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျိုးတစ်ချက် knowledge ချက်ပေးမယ်အခုတော့ MC ရောမခေါ်တာဘူးဘာလို့မျိုးပဲမျိုးရဲ့အိမ်ခန်းလေးကိုအရင်ဦးဆုံးကြီးတိုးသွားပြီးတော့လုပ်ကြမယ် Let's go Mala fama, se la pasan diciendo que soy mala, porque no me aguanto drama de nada, dime si vienes a mi cama. ကဲဒါကတော့မျိုးရဲ့အခန်းလေးပါ sorry ပါညက်ပတ်ပါတယ်ဆိုတော့ well သူတို့တွေကဒီခုံလေးရှိရပေါ့နော်ဒီလိုမျိုး living room တခန်းဒါကမျိုးအိယာကင်းနေဆောင်နေမရသေးဘူးဘာလို့လဲဆိုတော့အခန်းကအခုမှအစ်စ်ပဲရှိနေသေးတာပေါ့နော်ဒီလိုမျိုးဟာလေးပေးပါတယ်ပြီးတော့မှဒါမျိုးဒီနေ့မှဝယ်ထားလေးတွေပေါ့နော်စီလေးတွေစားလေးဒီမှာမျိုးကတလားစာချုပ်ချုပ်ထားဆိုတလားနေပါမယ်ရေကတက်တာတော့ဘာမှကိုဟို operate မလုပ်ရသေးပါဘူးဒါမျိုးတရားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဟာလေးရှေ့ပြီးတော့ခေဟိုချက်တရားတစ်ခုsorry လက်ချက်ပြန်ပြန်မယ်ဆိုတော့ဒီမှာပါဒါကမျိုးရဲ့ဒီ trial နဲ့ sorry နော်နည်းနည်းလေးတော့ယောက်ျားလေးဆိုတော့ယောက်ျားလေးစက်တာလဲဟုတ်ဆိုတော့ဒီလိုလေးပါကဲအခန်းလဲ room tour ပြပြီးသွားပြီမျိုးအခုလက်ရှိရောက်နေတဲ့နေရာကဘီနန်နိုင်ငံကဒနန်ဆိုတဲ့မြို့လေးဖြစ်ပါတယ်ဒီနေရာလေးကိုတော့မျိုးဒီဇင်ဘာ2025တုန်းကတစ်ခါရောက်ခဲ့ဘူးရဲ့အဲ့ဒီမှာပဲမျိုး fan love ဖြစ်သွားတယ်ဒီကလူတွေနေထိုင်တဲ့ slow living လေးကိုကြိုက်တယ်ပြီးတော့မှသူက beach နားနဲ့နီးတဲ့အခါကျတော့ကျွန်တော်လိုမျိုး beach ကြိုက်တဲ့လူကြတော့သွားလိုက်လာလိုက်လုပ်လို့ရတယ်ပေါ့နော် that's what I really love to do itဒီကနေပြီးတော့ဒီကောင်ပြန်သွားတော့ဆိုရင်မနေတတ်မထိုင်တတ်တော့ဘာလို့မနေတတ်မထိုင်တတ်လဲဆိုတော့လေနံပါတ်1အလုံးမရှိရပါတယ်ပေါ့နော်ပြီးတော့မှဒီကို့အခန်းထဲမှာကိုဒူဘိုင်းမှာနေရခါကျဒူဘိုင်းရဲ့ဒီရာတူဥတူရောပြီးတော့ဒီလူနေမှုကလေမျိုးအတွက်ကပေါ့နော်ဟို work life balance မရှိလို့ခံစားရတယ်ကွာလည်းအလုံးမရှိရပါရင်ပါမှာပေါ့နော်အဲ့လိုမျိုးပြီးတော့ဒီတမျိုးရဲ့မွန်းကျက်တယ်ကွယ်တိလားငွေကြေး high တာတွေရောပေါ့နော်ဒီဘက်မှာကျတော့အဲ့ဒါတွေနဲ့လိုပြောင်းပြန်လို့ခံစားရတယ်ဒါတော့ဒီတနန်းကိုပဲကျွန်တော်ကပြောတာဒီဟန်နဝိုင်းတို့ဒီစပါလို့ဆိုလို့ရှိရင်တော့မှမျိုးအဲ့လောက်ကြီးအောင်တိတ်ပြီးတော့ခံစားချက်အဲ့လောက်မရှိဘူးဒီတနန်းကကျတော့တမျိုးလေးဖြစ်နေမျိုးအတွက်ကလေအဲ့ဆိုတော့ဒီကိုပြန်လာပြီးတော့အခန်းချဖို့planလိုက်တယ်အဲ့ဒီအချိန်မှာပဲမျိုးတငယ်ချင်းတွေကိုမေးတယ်မျိုးတည်ရပေါ့နော်ဒီက local friends တွေရောပြီးတော့ဒီကိုချီယာကိုနဲ့တည်အကိုတွေရောမေးရခါကြတော့လေသူတို့တွေကတော့ suggestion ပေးရတချို့ကကြတော့လေ Airbnb ကလောက်ကြ Airbnb it's really expensive though Agora တို့ဘာလို့လဲတကယ် long form ပေါ့နော်အကြာကြီး long stay နေမယ်ဆိုရင် it's really expensive though ဆိုတော့ခါကြတော့မျိုးကဈေးတတိုင်နီးလန်းနေခြားရခါကြတော့တချို့ကပြောတယ်ဒီကိုလာလိုက်ပေါ့နော်လာပြီးတော့ hostel မှာ2-3ရက်လောက်နေလိုက်နေပြီးတော့မှဒီရဲ့ဒီပက်ချာတွေမှာကိုနေချင်းတဲ့ပက်ချာတွေမှာပေါ့နော်ဥမာနေတိုက်ခန်းတို့ apartment တို့ရှိရကွာအဲ့ဒီရဲ့ out တွေမှာဆိုရင် तू ကဖုန်းနံပါတ်တွေရေးထားတယ်တလားဖုန်းနံပါတ်တွေဆိုလိုနံပါတ်တွေရေးထားတယ်ရေးထားတဲ့အခါကျတော့ကိုယ့်ကိုအဲ့ဒါကိုယူပြီးတော့မှအဲ့မှာတိုက်ရိုက်ပေါ့နော်ဒီပိုင်ရှင်နဲ့တိုက်ပိုင်ရှင်တောင်မလို့ငားတဲ့လူနဲ့စကားပြောပြီးတော့လုပ်လို့ရတယ်မျိုးကကြတော့ဒီ Facebook group တွေကနေပြီးတော့မှဒီ account လာတာပေါ့နော်ဒီအခန်းကဘာတွေပါလဲဆိုတော့မပြောရသေးဘူးနဲ့တူတယ်ဒီအခန်းဘာတွေပါလဲဆိုတော့ internet ပါတယ်ပြီးတော့ဒီ aircon ပါတယ်ပြီးတော့ဒီခုနပြခဲ့တယ်ပေါ့နော်ဒီ fridge တွေပါတယ် kitchen တွေပါတယ်လည်းပါတယ်ပေါ့နော်ပြီးတော့ဒီဗာလဲ away shower ပါမယ်အပေါ်မှာပေါ့ away shower ကကြတော့ဒါပါပဲကျွန်တော်တို့အထွေထူးတော့ဘာမှမပါဘူးအဲ့ဒါမှမျိုးပေးရတာဆိုတော့ဒေါ်လာ160ပေးရတယ်တလလုံးပေါ့နော်ဒေါ်လာ160ပေးရတယ်တချို့လူတွေဆိုရင်တော့2ယောက်လောက်နေလို့ရတယ်မျိုးအခန်းလေဒါပေမဲ့မျိုးကကြတော့ okay ငါတယောက်တည်းနေကြည့်လိုက်မယ်ပေါ့နော်ဒါကလို့ကိုမတက်နိုင်တဲ့ခါကျတော့မှ2ယောက်နေမယ်ပေါ့ကွယ်စံတုံးနဲ့ဆိုရင်4.3 million ရှိရဲသူက plus တလားတော့ deposit ပေးထားတာပေါ့နော်အခုမျိုးရောက်တာမကြသေးဘူးဆိုတော့လေဘာမှမဝင်ရသေးဘူးဒီမှာဒါသူတို့ပေးထားတဲ့ခေါင်း only ဆိုလည်းမျိုးခေါင်းအစ်ထောက်ဝယ်ရမှာပေါ့နော်ဒီဟာနဲ့မျိုးမအိတ်တက်ဘူးပြီးတော့ဒီအောက်မှာခင်းထားတဲ့ဒါဒီဟာဆိုတာဘက်ရှိပေါ့နော်ဘက်ရှိလေးပဲသူတို့ဒါပါတာပေါ့နော်ဆိုတော့ခါကျတော့ကိုယ့်ကိုအကုန်လုံးဝယ်ရပါမယ်လို့ပိုက်ဆံမရှိပါဘူးလို့ဆိုတော့ကဲဒီလိုဖြစ်ပါရဲ့ဒါကတော့ studio ပုံစံပေါ့နော်အားလုံး video လေးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့အခုFacebook မှာဘယ်လိုရှာတဲ့ဒီ group လေးတွေကိုလည်းမျိုးတစ်ချက်လေးဒီရဲ့ဟာမှာပြောပြပေးသွားမှာဖြစ်ပါတယ်လို့ကဲအခုဗီယက်နမ်တနန်းမှာအိမ်ဘယ်လိုရှာမလဲဆိုတာကိုမျိုးပြောပြသွားပြီဆိုတော့မျိုးရဲ့အခန်းမှာလိုအပ်တဲ့ပစ္စည်းတွေတွားဝင်လာတော့မယ်မီလီယံနာတော့ shopping သွားထည့်လိုက်ပါဦး